Quick photography က RGA ဖြစ်ပါတယ်အခုကျွန်တော်ကင်မရာအသစ်တစ်လုံးဝယ်လာတယ်ပေါ့ A6900 ဖြစ်ပါတယ်ဒီကောင်ကိုမရွေးခင်တော့ A7C ဝယ်ရင်ကောင်းမလားကျွန်တော်စဉ်းစားသေးတယ်ပြီးတော့အခုဒီ6900ကိုလည်းကျွန်တော်တစ်ချက်သူ့ရဲ့ certification ပါညာလိုက်ကြည့်တယ်ဗီဒီယိုတက်ဆိုရင်တော့တော်တော်ကောင်းတယ်ဗျာအခုနောက်ဆုံးမှာတော့ video project လည်းရတာပုံများနေဆိုတော့6900ပဲရွေးလိုက်တော့လွယ်ချိုးတိတ်တော့မတုံးပြပါဘတ်စရီလား။အော်ဒီကောင်ဘတ်စရီကောင်းပါတယ်။အဲ့ဒါမှကန်လုံးဝပေါ့ပါဖြစ်သွားတော့အဓိကတော့ second flip လို့ရအောင်။ပြောမှဆိုတကယ် second flip ရအများကြီးစင်ကြယ်။ဘတ်စရီလေးထည့်ပြီးတော့စမ်းကြည့်လိုက်။တော်တော်ကွာနော်။ကင်မရာနဲ့လမ်းနဲ့ size ကဒီကောင်ကအကောင်းပဲတည်တာပါအစိတ်ပြင်းတယ်။လမ်း size နဲ့ကင်မရာ size ကိုလည်းရှိုးလိုက်။ဒီ A6900 မှာကျွန်တော်ရှာကြည့်သမျှကျွန်တော်တွေ့သမျှပေါ့နော်ဒီကောင်ကအရင် hit တက်တယ်ဆိုတော့အဲ့အတွက်ကျွန်တော်ဆန်ရွေးဝယ်လာပါတယ်ပုံရဒီက noise မထဖို့တော့အရေးကြီးတယ်ဗီဒီယိုမှာဒီကောင် fine တက်လို့များရှိပါနေဆိုလို့ရှိရင်တော့ဘယ်မှဆင်ပြေမှာမဟုတ်ဘူးပေါ့နှစ်ဆင့်ရတယ်ပေါ့ဒါနှစ်ဆင့်ဒိတ်ဆုံးတင်ထားတာတော့မှဖန်ကပြည့်လို့ဖွင့်ရမှန်းတော့အတန်တော်ကြားရောက်စီတော့ဖြစ်နိုင်မှာပါ noise မပေါဘူးဆိုစမ်းတော့ဆန်းကြည့်လာအောင်ချက်နောက်ပိုင်းကျွန်တော်အလုပ်ဒီမှာဓာတ်ပုံရောဗီဒီယိုရောဒီကင်မရာနဲ့ပဲရိုက်မှာဖြစ်ပါတယ်ဒီကင်မရာလဲရတဲ့နောက်ထပ်ရွေးချက်တစ်ခုကတော့ကျွန်တော် client တွေကျွန်တော်ပိုကောင်းတဲ့ quality ပေးချင်လို့ပေါ့နော်ပိုကောင်းတဲ့ quality ပေးချင်တဲ့အတွက်ဒီကင်မရာကိုလဲရဖြစ်ပါတယ်ကျွန်တော်အလုပ်တွေနဲ့ပတ်သက်ပြီးဓာတ်ပုံနဲ့ဗီဒီယိုအားလုံးကိုကင်မရာနဲ့ပဲဖြစ်ပါတယ်ကျေးဇူး